ဒီနေ့2025ခုနိုဝင်ဘာ23ရက်တနင်္ဂနွေနေ့ပါ။ Facebook ဝင်မရတာတော်တော်ကြာသွားတယ်။စေပေါင်းခါရညာ music notes တင်ပြီးကြတဲ့ဝင်လို့မရလိုက်တော့ဝင်လို့မရအောင်ဆိုတာ connection တွေကျပြီးတော့မှ VPN ချိန်မရလို့အဲ့တော့ဝင်လို့ရချင်းဝင်တဲ့အချိန်မှာမိထားတွေတန်းကြီးပဲတပြုံကြီးပဲအဲ့မှာမိတလောက်ကုန်လိုက်ပြန်ပြီးဖြည့်ပေးပါတယ်ဖြည့်တဲ့အချိန်မှာတယောက်မိထားတာရှိတယ်ဆရာတဲ့စောင့်မှာရှက်ဖလက်ပါသလားတဲ့စောင့်ကရှက်ဖလက်မပြောနဲ့9တန်းတော့မပြည့်လို့ပါခုနကကျွန်တော်ညှိရတာအပိုးဆိုမီရီတို့လာဆိုမီရီတို့လာဆိုမာတမ်းပဲအဲ့ကျွန်တော်အပိုးလို့ပြောပါတယ်အဲ့တော့ဟာမန်လေးကအပိုးလို့ခေါ်တယ်ကွာမန်လေးမို့အပိုးခေါ်တာမဟုတ်ပါဘူးကျွန်တော်ဆိုင်းဆရာပါဆိုင်းသမားပါတနိုင်ငံလုံးမှာရှိသမျှဆိုင်းဆရာတွေဆိုင်းသမားတွေဘသူ့ကိုတွားမိအပိုးကအပိုးပလဲရပလဲပါပလဲလို့ပြောလို့ရှိရင်နှစ်ပေါက်ညှိပါလိမ့်မယ်အပိုးလို့ပြောရင်ညှိပါလိမ့်မယ်အောင်လို့ဆိုတော့ဟိုခေတ်တုန်းကလည်းဆိုင်းမှာပလဲတီးပါတယ်တီးနေမှာအဖိုးဆရာစိန်ပီတာကနေပြီးတော့မှပတ်စပိုးတီးနီးဆိုထွင်ပြီးတော့မှဒါတီးပြီးတာဖြည့်မကြီး90ဒါမို့တီးပါတယ်ဒါပတ်စပိုးအဖိုးဆရာစိန်ပီတာစထွင်ပါတယ်ညှင်းလုံးတပေါက်တန်တရားထားပြီးတော့မှညှိပါတယ်ပုံမှန်ပလဲကနှစ်ပေါက်ကိုတရားထားပြီးညှိပါတယ်အဲ့တော့ဆိုင်းမှာကွဲပါတယ်ပလဲရပလဲပါအောက်ပြန်ကအောက်ပြန်မှာလေးပေါက်အောက်ပြန်ကလေးပေါက်အောက်ပြန်မှာလေးပေါက်အောက်ပြန်ဒီ G ကိုထားပါတယ်အောက်ပြန်ဒီနာမည်ကိုကအောက်ပြန်ဖြစ်တဲ့၅ပေါက်ကိုထားပါတယ်အဲ့တော့တနိုင်ငံလုံးမှာရှိသမျှမြေလက်ရန်ကုန်အောက်ပြည်ရှိသမျှနိုင်ငံလုံးမှာရှိသမျှဆိုင်းဆရာအလုံးခြေတုံးအတိုင်းအစင်ဆက်မလွဲမသွေပဲနဲ့အဲ့တိုင်းညှိနေကြပါတယ်ဒါဆိုင်းဆရာတွေအလုံးကျေးဇူးတင်ကြကောင်းပါတယ်ကဲအဲ့တော့ဒါအပိုးအဲ့တော့အပိုးဆိုတော့၅တန်ပဲရှိတယ်ဆိုမီရီတို့လာဆိုမီအဲ့တော့၅တန်ပဲညှိထားတဲ့အတွက်အော်ဒါဆိုမင်းတို့စကေးကပန်တာတိုနစ်စကေးပေါ်လို့ပြောရင်မဟုတ်ပါဘူးဒါပန်တာတိုနစ်စကေးဆိုတဲ့ကိစ္စကတကယ်ကိုသူ့ရဲ့ဖွဲ့စည်းပုံက၅တန်ပဲရှိတယ်ကျန်တဲ့လာလုံးဝမရှိပါဖာလုံးဝမရှိပါလုံးဝ9တန်နဲ့ပါဆိုတာကအဲ့စကေးတွေဒီသူတို့ရဲ့ဂီတရဲ့သဘောတရားပြောတာပါဒုတိယပေါ်ပြောတာမဟုတ်ပါဘူးဒုတိယသူတို့ရဲ့ဆိုတဲ့compose လုပ်တဲ့ဖွဲ့စည်းတဲ့ဟာတွေအလုံးဒီမနက်တန်နဲ့ဖွဲ့စည်းတော့အဲ့တော့9တန်နဲ့ဖွဲ့စည်းတဲ့ဟာတွေကကျွန်တော်သိသိမြတ်ပေါ့နော်တရုတ်က9တန်နဲ့ဖွဲ့စည်းပြီးတော့မှသူရှေးတုန်းကတခြင်းတွေပေါ့လေတော်တော်များများ9တန်နဲ့ဖွဲ့စည်းတကယ်လည်းဟုတ်ပါတယ်ကျွန်တော်စီမှာတော့မြန်မာတွေကရှေးတုန်းကစဉ်ဆက်ကြရ9တန်ပါပဲဆိုတော့ဒါက9တန်ပဲပြောလို့မဟုတ်လို့ဟာမင်းကပန်တာတိုနစ်စကေးလာမင်းပတ်လမ်းမှာ9တန်ရှိရဲ့ဗျအဲ့ဒါလို့အဲ့တော့ကျွန်တော်တို့ဂီတဒီ9တန်စကေးပါအဲ့တော့9တန်စကေးတွေပတ်တဲ့အတွက်ဒိုင်ယန်တိုနစ်လည်းမဟုတ်ပါဘူးဒါကကျွန်တော်အကျေတုံးနဲ့တခါရှင်းပြီးသားပါအဲ့တော့ပန်တာတိုနစ်စကေးကိုကျွန်တော်ကြုံလို့မို့တိပြပါမယ်လုံးဝပန်တာတိုနစ်ဒီဟောဒီ9တန်နဲ့ပဲတော့ပါမယ်ဒါတီးပြီးသားပေါင်ချိန်9တန်နဲ့ပဲတချင်းတစ်ဖို့လုံး9တန်ပဲကျန်တဲ့လာမပြောနဲ့ဖာမပါဘူးတီမပါဘူးကျွန်တော်ကဒီမှာသာ9တန်ပဲညှိထားပြီမဲ့ခုနကကျွန်တော်တီးပြတယ်မြန်မာဂီတီမြန်မာဂီတီဒီမှာဖာပါလာပြီဒီမှာသာမရှိရင်မဲ့စောင်းမှာသာညှိမထားတာထောက်တီးရတယ်ဒီလာတောင်းအဲ့တော့ဒီလိုအပ်ရင်တီလဲအတန်ပါလာတယ်ဆိုတာ9တန်ပဲညှိပြီမဲ့မပါတဲ့အတန်တွေကိုထောက်တီးပါတယ်ဆိုတာက9တန်ညှိရသည်သူရဲ့ dominant ခေါ်တာပေါ့လွှမ်းမိုးတဲ့အတန်9တန်ကလွှမ်းမိုးတယ်အဲ့တော့ဒီမှာပဲဟိုအများဆုံးတီးမှဖြစ်တဲ့အတွက်အများဆုံးတီးတဲ့ကြိုးတွေကိုပဲညှိထားပါတယ်အဲ့တော့တရုတ်သရှင်လာခုနပေါင်ချိန်နောက်တစ်ခုရှိသေးတယ်ကျွန်တော်ငယ်တုန်းကကြည့်ပိုးမင်းသားရဲ့တိုင်းဝိညာဉ်
ဒါတော်များများတရုတ်ရဲ့လုံးဝ traditional Chinese နော် traditional ဒီကျွန်တော်ကြားဘူးသမျှ9တန်လို့သိပါတယ်နောက်ပိုင်းမှာသူလည်း9တန်ဖြစ်လာပါတယ်အခုနောက်ပိုင်းဖြစ်လာပါတယ်12တန်ခရိုမတ်တစ်သို့တော့သူ့ရဲ့ traditional ကတော့9တန်လို့ကြားဘူးတယ်ဟုတ်လည်းဟုတ်ပါတယ်ဘာလို့ဆိုကျွန်တော်သိသမျှဟိုသူတို့ရဲ့ Chinese ရှေးဇက်ကားတွေဆိုလို့ရှိရင်အဲ့9တန်နဲ့ပဲဖွဲ့စည်းပြီးတီးပါတယ်ဒါပြောပြတာပါအဲ့တော့ကျွန်တော်တို့ကခုနကျွန်တော်ပြောတဲ့အပိုးတို့ပလဲတို့ဆိုတဲ့ကိစ္စဘယ်လိုပဲဖြစ်နေနောက်ပိုင်းမှာနောက်ထပ်တက်လာမဲ့လူငယ်တွေအလုံးဒီအသိဉာဏ်တွေးခေါ်အင်မတန်မြင့်ပါတယ်သူတို့ရဲ့မိကုန်းတွေမှတမျှဒီယုတ်တိရှိတယ်ကိုယ့်ဘက်ကဖြေနိုင်မှုလိုအပ်ပါတယ်ကိုယ့်ဘက်ကမဖြေနိုင်ရင်အဲ့ကလေးကဘာမှတော့ပြောမှာမဟုတ်ဘူးသို့တော့သူ့စိတ်ထဲကတော့ဟောသူတို့ဟိုအလွဲကြီးပဲလို့ပဲထင်သွားကြမှာပါအဲ့တော့ကိုမသိရင်လည်းမသိဘူးသက်ပြောလိုက်ပါရှင်းပါတယ်ပြီးတော့ဟိုလိုတော့ဖြီးလို့ရှိရင်လည်းတော့ကျွန်တော်တို့အခုချိန်မှာကလေးတွေနဲ့အများဆုံးတွေ့တဲ့အတွက်သတိထားတယ်ကလေးတွေကိုတွားပြီးတော့မှဖြီးလို့မရအောင်မကြည့်လည်းလို့ရှိရင်ကိုယ့်အသာဘာမှမပြောတော့စိတ်ထဲကတော့ဒါသူ့ဘာသူမကြည့်လဲဘူးပဲအဲ့တော့သူတို့ကြည်လည်အောင်ဖြီးရှင်းပေးပါမကြည်လည်းလို့ရှိရင်လည်းကြည်လည်အောင်သူတို့ပြောတာကိုလည်းဟိုလက်သင့်ခံလို့ရရင်လက်သင့်ခံပေးပါဒါကျွန်တော်ကအခုပြောတာတော့အန်တာနိုနစ်စကေးပေါ့လို့တော့ကျွန်တော်တို့ဒီမှာရှိနေတဲ့အပိုးတွေပလဲတွေငါးပေါက်တွေအောက်ပြန်နေဆိုတဲ့ကိစ္စတွေကညှင်းလုံးဒါမြန်မာဆိုင်မှာတော့ကျွန်တော်ဆိုင်ရလာတာဖြစ်တဲ့အတွက်ဒါချစ်စရာကောင်းပါတယ်တုံးကနောက်တစ်ခါပြောဥပါတယ်ခမည်းဘာသာခမည်းတက်နိုင်လို့မို့လို့ပတ်လုံးရဲ့ရှေးတဲရအလုံးကတန်မှန်တပေါက်ဘယ်မှာဒီညိနော်တက်နိုင်လို့မို့ဘီညိကြိုက်တဲ့ဟိုသူတက်ကြအဲ့ဒါတန်မှန်ပဲတပေါက်ပဲဒါတပေါက်ဟုတ်ဒီဘက်ကလုံးကနှစ်ပေါက်ပဲဒါစကေးကိုသူ့ရဲ့ frequency တောင်းပြောနေရှိတဲ့အလုံးကြီးအတွက်ဒါကျွန်တော်တို့တကယ်ပြောရင်တော့ဟိုရှေးတုန်းကမှန်ပါတယ်ကျွန်တော်တို့ရဲ့တန်မှန်ဒီနီးပါးရှိတယ်မှန်တယ်ဒီနီးပါးရှိတယ်အဲ့တော့ဒီနီးပါးရှိတယ်ငါတို့ကဒါဆိုဒီကညှင်းလုံးကော်လေးပြောလို့မရဘူးဒါကျွန်တော်နောက်ပိုင်းမှာပြပြနဲ့ပြင်ကြလာပြီးတော့မှညှိကြတယ်အဲ့တော့ကျွန်တော်တို့ဆိုင်းဘာလောကတော့အဆင်ပြေတယ်ဗျအဲ့ဒါခုနကျွန်တော်လေးစီချက်တီးတယ်မနေဆိုင်နေအခုနောက်ပိုင်းမှာတပီလုံးအလုံးဒီ17လို့ခေါ်တဲ့ CO ပဲညှိတီးပါတယ်ဘာဖြစ်ဖြစ်အဲ့ဒါတန်မှန်မယ်တပေါက်ပဲဟုတ်ပါဒါကျွန်တော်ခု Facebook ဝင်နေရတဲ့အချိန်လေးမှာရသမျှရှင်းပြတာပါအလုံးကျမ်းမှာချမ်းသာကြပါစေလောဘဒေါသမောဟနေသမျှနေတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေ